ဟုတ်ကဲ့မင်္ဂလာပါရှင်ပါဝါလေးစစ်ကပါရှင်အခုပြပေးမယ်ရေခဲတတလေးကခိုင်ယာတစ်စိတ်ထဲကရိုးရဘရန်ထိုင်းလုံးလေးပေါ့နော်ထိုင်းအလုံးရေခဲတတတူးတိုးလေးနဲ့မိတ်ဆက်ပေးပါမယ်ရှင်အခဲကတော့ဘာမှပြောမနေဘူးเนาะအဲ့မှာသာကြည်လိုက်အဲ့မှာကြီးခွက်ကခဲတဲ့အပြင်ခွက်ရဲ့ဖင်မှာထားပေးထားတဲ့အဝိုင်းကွက်ကပါလုံးဝခဲတောက်လုံးဝအေးခဲရှဲအေးအပေါ်လဲကြည့်လိုက်ပြပေးမယ်အဲ့မှာကြီးရေခဲပွင့်နေဆိုလေရေခဲပွင့်အကြီးတွေပွင့်နေရနော်အဲ့မှာကြီးသေချာလေးကိုကင်ပြလာတယ်နော်အခဲကတော့လုံးဝရှဲအာမခံကိုလည်းနှစ်လတိတိပေးပြီးတော့ဆိုင်မှာလာဝယ်ခြင်းတဲ့လူတွေကတင်ငန်းညုံမျိုးနဲ့တင်ငန်းညုံဘူတာအနီးဥပလာလန်အမှတ်203တို့လာလို့ရပါလာရောက်ဝယ်ယူလို့ရပါတယ်အိမ်ရောက်ငွေချေလဲရှိပါတယ်ကားကလေးကတော့ပေးပါရှင်3994399023နဲ့ Viber တို့ဆက်သွယ်မေးမြန်းလို့လည်းရပါတယ်ဖုန်းဆက်လဲရတယ်အပေါ်မပြောဘူးနော်အောက်ကိုပါကြည့်လိုက်အောက်ပါလုံးဝရေခဲလေးတွေကခဲနေတာနော်တခါတည်းပြပေးတာရယ်နော်အောက်ပါရေခဲကခဲတာနော်အဲ့လောက်ထိကောင်းတဲ့ထိုင်းအလုံးလေးနော်မရလိုက်မှာဆိုလို့တင်ပေးရတာဖြစ်တယ်နော်ဈေးလေးကတော့အများကြီးမခေါ်တော့ဘူးဈေးလေးက3,300,000အတိနဲ့ပဲယူပါအားလုံးကျေးဇူးတင်ပါတယ်ရှင်